အရင်နေ့မှာ Faki အကြောင်းဗီဒီယိုလုပ်ထားအောင်မို့တလက်စာရဲ့နောက်ထပ် New Avenger အဖွဲ့ဝင်ဖြစ်တဲ့ US Agent အကြောင်းကိုပါဗီဒီယိုလုပ်လိုက်ပါတယ်။ US Agent ရဲ့နာမည်အရင်းက John Walker ဖြစ်ပါတယ်။ US Agent character ကို1986မှာ Mark Ruffalo နဲ့ Paul Neary ဆိုတဲ့ comic writer နှစ်ဦးကဖန်တီးခဲ့ပါတယ်။ John Walker ကိုစပြီးဖန်တီးစဉ်က US Agent အဖြစ်ဖန်တီးထားမှုပဲရာဇဝတ်ကောင် Super Patriot အဖြစ်ဖန်တီးထားတာပါ။သူ့ရဲ့ပထမဦးဆုံးဝယ်ပုံက Diamond ပဲ Touch Sour လို့ခေါ်တဲ့မီတာဖြစ်ပါတယ်။အဲ့နောက်မှာတော့ Captain America နဲ့အပြိုင် American တိုင်းပြည်ရဲ့ hero တစ်ယောက်ဖြစ်လာပါတယ်။ MCU မှာ John Walker က US Military ကစစ်သားတစ်ယောက်ဖြစ်ပြီးလူသားတစ်ယောက်ရဲ့ peak activity မှာရှိပါတယ်။အဲ့နောက်မှာတော့ Captain America နေရာကိုယူလိုက်ပြီးအဆင့်မြင့်ထားတဲ့ Super Soldier Serum ကိုထိုးလိုက်ပါတယ်။ John Walker နဲ့ Steel တို့ကြားကွာခြားတဲ့ချက်က John က Steel လို့လူပလဲလေးမဟုတ်ပဲစေးမထိုးဝင်ကတည်းကလူသားရဲ့အမြင့်ဆုံးအခြေအနေမှာရှိတာမို့စီမံထိုးပြီးနောက်မှာသူ့ရဲ့လုံနိုင်စွမ်းတွေက Steel ထက်အများကြီးပိုသာပါတယ်။ John ရဲ့ strength ကတန်30လောက်ကိုအသားလေးမှနိုင်ပြီးတစ်ချက်တည်းနဲ့ပေ20အမြင့်ကိုလည်းခုံနိုင်ပါတယ်။အဲ့ဒါကြောင့်လဲ Super Soldier တွေထဲမှာ John Walker က strongest Super Soldier တစ်ယောက်ဖြစ်နေတာပါ။ Hand to Hand combat မှာလည်း Faki နဲ့ဆန်နှစ်ယောက်လုံးကိုတစ်ချိန်နဲ့အတွင်းမှာရှင်းဖြုံးနိုင်ပါတယ်။ဒါပေမဲ့စိတ်သက်ပိုင်းမှာတော့ Steel လိုမျိုးကိုကျိုးအတွက်မကြည့်ပဲအရာရာကိုပေးဆက်မဲ့သူမျိုးမဟုတ်ပါဘူး။ပြီးတော့ Steel လို I can do this all day ဆိုပြီးဘာကောင်ကြီးပဲလာလာဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့လူသားမျိုးလည်းမဟုတ်ပါဘူး။ Steel တော့ကြောင့်လူတွေဆန့်ကျင်ပြီးသူ့ကိုပဲအားကိုးလာအောင် John Walker ပွဲတွေကိုကြိတ်ဖက်များစွာလုပ်ခဲ့ပါတယ်။ကောမစ်ထဲမှာ John က The Avenger leader တစ်ယောက်ဖြစ်ပြီးတန်တာဖို့ဖွဲ့ရဲ့ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။အခြားနာမည်မကြီးရဲ့တင်းတွေနဲ့လည်းပူးပေါင်းလှုပ်ဆောင်မှုပေမဲ့ကောင်းမွန်တဲ့တင်းပလီကတော့မဟုတ်ခဲ့ပါဘူး။အကြောင်းရင်းခိုင်ခိုင်မာမာမရှိပေမဲ့ကနေဒါနိုင်ငံနဲ့ကနေဒါပြည်သူတွေကိုလည်းပထွေးမုံမုံနေတဲ့သူတယောက်လည်းဖြစ်ပါတယ်။သူစိတ်တူတဲ့အခါကျရင်ဒေါသကိုရှေ့ထားပြီးလူတွေကိုခဏခဏတတ်ဖူးပါတယ်။ဘလောက်တောင်တက်လဲဆိုရင်ကောမစ်ထဲကလူသက်အများဆုံး character စရင်နဲ့တောင်ပါပါတယ်။ hero တို့ကသတ်မှတ်ထားကြပေမဲ့သူ့ရဲ့အတ္တကတော်တော်လေးကြီးပါတယ်။ US Agent မှာအတီတခြားဝစ်ဆုံရဲလို့မရှိပဲဝစ်ဆုံပေါင်း16000နဲ့ဗယံဗရာတိုင်းတွေကိုလည်းသူ့စိတ်ကြိုက်ဖန်တီးပါတယ်။ပြီးတော့ comic ထဲကဂျွန်က MCU ဘာရှိတဲ့အများကြီးပိုအဆွန်းရောက်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကတော့ US Agent အကြောင်းကိုပြောထားတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုပြောမှဖြစ်လို့စောင့်မျှော်ပေးကြပါဦး။